လယ်ကရေနံမျောစင်မှာလုပ်သားတွေဘလို့အလုံးလုံးကြလဲပင်လယ်ပြင်ရဲ့အလယ်ကောင်ကမ်းခြေနဲ့မိုင်ပေါင်း200ကျော်ဝေးတဲ့အရက်မှာတမ္မဏိစင်မြင့်ကြီးတစ်ခုရှိပါတယ်အဲ့ဒီနေရာမှာလူပေါင်း142ယောက်ဟာမိသားစုတွေနဲ့ဝေးရကုန်းမြင့်နဲ့ဝေးရမှာသူတို့ရဲ့ဘဝတွေကိုစတေးပြီးအလုံးလုံးနေကြတာပါရေနံစင်ပေါ်ကဘဝဆိုတာတာမန်လူတွေအတွက်တော့စိတ်ကူးကြည့်ုံနဲ့တင်ထိတ်လန့်စရာကောင်းလာပါတယ်ဒီနေ့မှာတော့ရေနံစင်ပေါ်ကအလုပ်သမားတွေရဲ့တကယ်ဘဝအကြောင်းနဲ့သူတို့နေ့စဉ်ရင်ဆိုင်နေရတဲ့တင်မင်းနဲ့ရှင်ရတဲ့စိန်ခေါ်မှုတွေအကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပါအလုံးစားတင်မှုအတွက်သူတို့ဟာဘင်လီဖြူလို့ခေါ်တဲ့ချင်းနှောင်းကြီးတစ်ခုတည်းကိုဝင်ကြရပါတယ်ဒီချင်းနှောင်းဟာတမဏိကွင်းကြီးကိုပိုက်ကွန်လေးနဲ့ရစ်ပတ်ထားတာဖြစ်ပြီးလူ6ယောက်ဟာအဲ့ဒီပိုက်ကွန်ကိုပဲအားကိုးပြီးပေတရာကျော်မြင်းနဲ့လေထဲမှာတွဲလောင်းခိုစီးရတာပါအောက်မှာတော့12ပေလောက်မြင့်တဲ့လိုင်းလုံးကြီးတွေကတဝုံဝုံရိုက်ခတ်နေပါတယ်ပရိမောင်းတဲ့သူကသာအမှားမြင့်တစ်ခုခုလုံးမိရင်ဒါမှမဟုတ်လိုင်းရှိန်နဲ့တင်မောကရုတ်တရက်နေဆင်းသွားရင်အထဲကလူတွေဟာပင်လယ်ထဲကိုပြုတ်ကျသွားနိုင်ပါတယ်ဒီနေရာမှာခပတ်တွေလုံခြုံရေးကျိုးတွေမရှိပါဘူးကိုယ့်ရဲ့လက်ခုပ်အားနဲ့ပိုက်ကွန်ကိုမြင်းမြင်းကင်ထားနိုင်ဖို့ပဲလိုတာပါရေနံစင်ပေါ်ရောက်ပြီဆိုတာနဲ့အလုပ်ကစပါပြီရေနံတူးဖော်တဲ့လုပ်ငန်းဟာတစ်နေ့24နာရီတစ်နေ့ပတ်လုံးဘယ်တော့မှမရပ်နားပါဘူးအလုပ်သမားတွေဟာပေ14000ကျော်နဲ့တဲ့မြေရောက်ထဲကိုတူးဖော်ဖို့အတွက်ကြီးပွက်ကြီးတွေကိုဆက်ချရပါတယ်အဲ့ဒီလိုဆက်တဲ့အခါမှာတန်ကြိုးကြီးတွေကိုအရှိန်ပြင်းပြင်းနဲ့ပစ်ပေါက်ပြီးပိုက်တွေကိုကြက်အောင်လုပ်ရပါတယ်ဒီလုပ်ဟာအလွန်အန္တရာယ်များပါတယ်တန်ကြိုးကသာလူရဲ့အဝယ်စားမှညှိသွားရင်ဒါမှမဟုတ်ရုတ်တရက်ပြန်ကန်ထွက်လာရင်အသက်အန္တရာယ်အထိဖြစ်နိုင်ပါတယ်ဒါတွေမကသေးပါဘူးမြေရောက်ကတက်လာတဲ့ဖျားတွေကအလွန်ပြင်းထန်လို့ရွှွရဲ့အထူးအမျိုးအစားတွေနဲ့အမြဲတမ်းပြန်ဖိထားရပါတယ်ဒီရွှွရဲ့အလေးချိန်အနှဲငယ်လျော့နေသွားတာနဲ့မြေရောက်ကဂတ်တွေနဲ့ရေနံတွေဟာအရှိန်ပြင်းပြင်းနဲ့ပေါက်ကွဲထွက်လာပြီးရေနံစင်တစ်ခုလုံးကိုမီးလောင်ပြာကျစေနိုင်ပါတယ်ရေနံစင်ရဲ့ကိုယ်ရည်ကြီးကိုထိန်းသိမ်းရတာကလည်းစိန်ခေါ်မှုတစ်ရပ်ပါပဲပင်လယ်ရေငန်တွေဟာတမဏိတွေကိုတာမန်ထက်9ဆပိုမြန်တဲ့အရှိန်နဲ့တန်ကြေးတက်စေပါတယ်ဒါကြောင့်အလုပ်သမားတွေဟာကျိုးတွေနဲ့တွဲလောင်းခုတ်ပြီးတန်ကြေးတွေကိုဆက်တွေနဲ့ချစ်ထုတ်အထူးဆေးတွေနဲ့ပြန်ထုတ်ကြရပါတယ်ဒါဟာအပျော်တမ်းလုပ်နေတာမဟုတ်ပါဘူးတမဏိတန်ကြီးတွေသာအားနေသွားရင်ရေနံစင်ကြီးတစ်ခုလုံးပင်လယ်ထဲကိုပြိုကျသွားမှာဖြစ်လို့ပါရေအောက်မှာလည်းဒိုင်ဘာတွေဟာအေးဆက်နေတဲ့ရေထဲမှာအသက်ဆုံးပြီးစစ်ဆေးမှုတွေလုပ်ကြရပါတယ်ပင်လယ်တတဝါလေးတွေကတမဏိတွေကိုလာတွယ်ပြီးအက်ဆစ်ဓာတ်တွေထုတ်လုပ်တဲ့အတွက်တမဏိတိုင်တွေကို3နှစ်အတွင်းမှာအပေါက်ဖြစ်သွားစေနိုင်ပါတယ်ဒါကြောင့်သူတို့ဟာအမြဲတမ်းတန်ရှင်းရေးလုပ်နေကြရတာပါအစိုးဆုံးအလုပ်တစ်ခုကတော့ရေနံလှောင်ကန်တွေကိုတန်ရှင်းရေးလုပ်ရတာပါပဲအဲ့ဒီကန်တွေထဲမှာအလွန်အစိတ်ပြင်းတဲ့ gas တွေရှိနေပါတယ်အသက်တရှူစာမှားရှုမိတာနဲ့လူဟာချက်ချင်းသတိလစ်ပြီးသေဆုံးနိုင်ပါတယ်ဒါကြောင့်အလုပ်သမားတွေဟာအောက်ဆီဂျင်ဘူးတွေဝတ်ဆင်ပြီးအလွန်ပူပြင်းတဲ့ကန်ထဲမှာနိုင်ပေါင်းများစွာဒူးထောက်ပြီးရွှွနုံတွေကိုခတ်ထုတ်ကြရပါတယ်ဘေးကနေလည်းလူတစ်ယောက်ကအမြဲတမ်းစောင့်ကြည့်နေရပါတယ်အလုပ်သမားကဆက်ဆက်ကလောက်ညင်သွားတာနဲ့ချက်ချင်းအပြင်ကိုဆွဲထုတ်ရတာပါဒီလုပ်ဟာတကယ်ကိုစိတ်ရောကိုယ်ပါပင်ပန်းနှွမ်းနေစေတဲ့အလုပ်မျိုးပါအလုပ်ပြီးလို့နားကျင်ရောက်ရင်လည်းတက်တောင့်တက်တာမရှိလာပါဘူးလူလေးယောက်အိပ်ရတဲ့အခန်းကြီးလေးတွေထဲမှာအိပ်ကြရပါတယ်မျက်နှာနဲ့အပေါ်ကကရင်ဟာ8လက်မလောက်ပဲဝေးပါတယ်ရေချိုးဖို့ဆိုတာလဲစနစ်တကျစရင်ပေးထားရပြီးတယောက်ကို9မိနစ်ပဲအချိန်ရပါတယ်ရေနံစင်ကြီးရဲ့တုန်ခါမှုနဲ့စူညံတန်တွေကြားမှာသူတို့ဟာအိပ်ပျော်အောင်ကြိုးစားကြရပါတယ်အပင်ပန်းဆုံးအချိန်ကတော့ညဘက်အလုပ်လုပ်ရတဲ့အချိန်ပါပဲလူတွေပင်ပန်းနေချိန်မှာအမားရင်းတစ်ခုခုလုံးမိရင်အကြီးအကျယ်ပေါက်ကွဲမှုတွေဖြစ်တတ်ပါတယ်တမိုင်းမှာအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ Deep Water Horizon ပေါက်ကွဲမှုကြီးဟာလည်းညဘက်မှာစတင်ခဲ့တာပါရေနံစင်ပေါ်ကအလုပ်သမားတွေရဲ့ဘဝဟာငွေရလွယ်တယ်လို့ထင်ရပေမဲ့သူတို့ပေးဆက်ရတဲ့တန်ဖိုးကတော့အလွန်ကြီးမားပါတယ်မိသားစုနဲ့ဝေးကွာနေရတာအသက်အန္တရာယ်ကြားမှာနေစဉ်ရုန်းကန်နေရတာတွေဟာသူတို့ရဲ့ကံကြမ္မာပါပဲကျမတို့သုံးဆွဲနေတဲ့စွဲရင်တွေနောက်ွယ်မှာဒီလိုမျိုးအသက်ဆုံးပြီးလောက်ကင်နေကြတဲ့သူရဲကောင်းတွေရှိနေတယ်ဆိုတာဒီဗီဒီယိုလေးကနေတဆင်သိရှိနိုင်မှာပါအခုလိုရေနံစင်ပေါ်ကတကယ်ဘဝအကြောင်းကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ထပ်ပြီးအသေးစိတ်ပြောရရင်ရေနံစင်ပေါ်မှာနေထိုင်တဲ့အခါမှာအစားအသောက်ကအဓိကစိတ်ထွက်ပေါက်တစ်ခုပါအလုပ်သမားတွေစိတ်ဓာတ်မကျအောင်ရေနံကုမ္ပဏီတွေကအစားအသောက်ကိုအကောင်းဆုံးကျွေးလေးရှိပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီအစားအသောက်တွေအားလုံးဟာရေနံနှံတွေဆွဲနေတာပါပဲလေဝင်လေထွက်စနစ်ကအင်ဂျင်ကန်တွေကလေတွေကိုပါဆွဲယူတာဖြစ်လို့တင်စားသမျှအသားကင်တွေကော်ဖီတွေဟာရေနံစီနှမ်းလိုအနက်မျိုးတွေရနေတတ်ပါတယ်နောက်ပြီး22နာရီကြာတဲ့အလုပ်ပတ်လမ်းမှာဒုတိယပတ်ရောက်ပြီဆိုရင်လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကကုန်သွားပါပြီအားလုံးကဘူးတဲ့အစားအသောက်တွေပဲဖြစ်သွားပါတယ်ရေနံစင်ပေါ်မှာအန္တရာယ်အရှိဆုံးအရာတစ်ခုကတော့မျက်စိနဲ့မမြင်ရတဲ့အဆိပ်ငွေ့တွေပါဟိုက်ဒရိုဂျင်ဆာဖိုက်လို့ခေါ်တဲ့ဒီ gas ကအလွန်အန္တရာယ်များပါတယ်ဒါကြောင့်အလုပ်သမားတိုင်းဟာ gas တိုင်းရဲ့ကိရိယာလေးတွေကိုရင်ဘတ်မှာအမြဲတမ်းတတ်ထားကြရပါတယ်ကိရိယာကနေအချက်ပေးတန်ထွက်လာပြီးဆိုရင်အသက်ရှင်ဖို့အတွက်စက္ကန့်ပိုင်းအတွင်းမှာပဲအကာအကွယ်ပစ္စည်းတွေကိုဝတ်ဆင်ရပါတယ်
ဒီလိုဘဝမျိုးမှာရှင်သန်ရတာဟာစိတ်ဓာတ်ခိုင်မာမှုမရှိရင်ဘလို့မှမဖြစ်နိုင်ပါဘူးနောက်ဆုံးအနေနဲ့ပြောရရင်ရေနံစင်ကြီးတစ်ခုလုံးကိုတန်ကြီးတွေကနေကာကွယ်ဖို့အတွက်ဇင့်တုံးကြီးတွေကိုရေအောက်မှာတက်ဆင်ထားရပါတယ်ဒါကို sacrificial unknown လို့ခေါ်ပါတယ်တမန်နုတွေတန်ကြီးမတက်အောင်ဒီဇင့်တုံးတွေကအစားထိုးပြီးတန်ကြီးတက်ပေးတာပါဒီဇင့်တုံးတွေကုံသွားတာနဲ့တမန်နုတွေပျက်စီးမှဖြစ်လို့ဒိုင်ဘာတွေဟာ18လတစ်ကြိမ်ဒီတုံးကြီးတွေကိုအစ်စ်လဲပေးရပါတယ်ဒါဟာရေနံစင်ကြီးရဲ့တက်တန်းကိုဆယ်စုနှစ်များစွာဆက်ဆံပေးထားတာပါဒီဗီဒီယိုလေးကနေရေနံစင်ပေါ်ကအလုပ်သမားတွေရဲ့ပေးဆက်မှုတွေကိုသိမြင်တွေ့နိုင်မှာပါသူတို့ဟာကျမတို့သုံးဆွဲနေတဲ့73စီတွေရဖို့အတွက်ပင်လယ်ပြင်ရဲ့အလဲကောင်မှာအသက်နဲ့ရင်းမီစူးစမ်းနေကြတာပါအခုလိုဘူးတုဒရစင်မဲ့ဖြစ်ရမှန်ဇလန်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်